ဒီနေ့မှာတော့တရားမဝင်10နှစ်ကနှိမ့်နှင်းရေးသတင်းတစ်ခုကိုပြောပြပါမယ်။အိန္ဒိယနိုင်ငံတွေနဲ့တရုတ်နိုင်ငံသားတွေရဲ့မျက်စိကျစရာဖြစ်ရှိနေတဲ့ထိုင်းနိုင်ငံဟာမှတ်ပုံတင်တု10နှစ်ကတုကုမ္ပဏီပိုင်ရှင်အတုမဟုတ်ပေမဲ့လို့လည်း nominee လို့ခေါ်တဲ့အမည်ခံစီးပွားရေးလုပ်ငန်းတွေထိုင်းတွေကိုမိခင်ဖခင်နေရာမှာနာမည်ခံခိုင်းတဲ့တရုတ်ကလေးများနိုင်ငံသားဖြစ်ရေးကြော်မှုခွမှုမျိုးစုံမွေးစင်းအတုထုတ်ပေးမှုစသဖြင့်အကြီးကျယ်နှိမ့်နှင်းနေခဲ့တာအခုထိတော့အရှိန်မသိသေးပါဘူး။အခုတော့မဲဆောက်မှာတရားမဝင်10နှစ်ကနှိမ့်နှင်းရေးဝင်နေကြောင်းသတင်းတွေထွက်လာပါတယ်။အခုသူတို့စစ်ဆေးဖမ်းဆီးတာက10နှစ်ပတ်အတုလားဆိုတော့အစ်စ်ပါပဲ။အစ်စ်လားဆိုတော့အတုဖြစ်လို့ပါတဲ့။10နှစ်ပတ်သို့မဟုတ်တမောတော့ကသို့မဟုတ်303ကဏ္ဍနဲ့စတဲ့ဘတ်ဟိုဝါလစ်ဇွန်ဆိုတာထိုင်းမှာနေကြသူတွေကိုထိုင်းလိုအခေါ်ရိုင်းဆန်ချတ်နိုင်ငံမဲ့မဖြစ်ဖို့အရေးဆိုပြီးရွာလူကြီးတွေထောက်ခံမှုစစ်စစ်နဲ့ထုတ်ပေးရတဲ့ကတ်တမျိုးဖြစ်ပါတယ်။အဲ့ဒီကဟာတစ်ချိန်လုံးကတော့နိုင်ငံနှစ်ခုကြားပေါက်ဖွာပြီးဟိုမရောက်ဒီမရောက်ကြားနေနိုင်ငံသားတွေနိုင်ငံမဲ့မဖြစ်သွားဖို့အတွက်ရည်ရွယ်ခဲ့ကြတာပါ။နောက်ပိုင်းမှာတော့အခုလိုပဲထိုင်းနိုင်ငံထဲရွှေ့ပြောင်းအခြေချလူတွေများတဲ့အခါမှာတော့10နှစ်ပတ်ဆိုတဲ့ဒီခွင့်ရေးကိုရယူလို့စောတွေများခဲ့ကြပါတယ်။ဆိုတော့ကြော်ခဲ့ကြခွာခဲ့ကြတဲ့အခြေအနေတစ်ခုတော့ရှိနေတာမျိုးပါ။တရားဝင်လမ်းကြောင်းချုပ်ကိုဖြတ်တံဖြတ်ကြော်ရတဲ့လမ်းကြောင်းချုပ်ကိုကြော်တံကြော်နဲ့ထိုင်းစိုးရရုံးတွေကနေပဲလက်မှတ်ဆင့်စင်နဲ့ထုတ်ပေးထားတဲ့ဘတ်တစ်မျိုးပါပဲ။နေသေးရင်မသိတာဘူးလုံသမားများလာတဲ့အခါကျရင်တော့ထုံးစံတိုင်းလူမြင်လားအတန်ကျဲလာဈေးနှုန်းတွေထိုးတက်လာကြပါတယ်။အဲဒီကနေစပြီးခုတော့ထိတ်စပန်တို့လိုရုံးဝန်ထမ်းအရာရှိချုပ်ဟာဂျာကန်အကျိုးဆောင်တွေနဲ့ပေါင်းပြီးလှုပ်ရှားခဲ့ကြပါတယ်။ထိုင်းသတင်းတွေရတော့နောက်ကြနီးတဲ့အဲ့ဒီနောက်ပိုင်းမှာကြောက်နှတိတာဝန်ရှိသူတွေဟာမီကန်အော့မိုက်ချတ်ဖမ်းမိတ်ထုတ်ခဲ့ရသူတူအစ်နင်ခွန်နောက်တူကတော့ပင်ကြောက်နှတိထိတ်စပန်နဲ့ခွန်မက်ဆော့မဲဆောက်မြို့တော်စီပင်ရုံးကအရာရှိဝန်ထမ်းတူထူးခြားမှုရှိပါတယ်တဲ့လစ်ကန်ဝါခက်လို့ခေါ်ကြသူတူအကြောင်းမှာစာဝါသိရတာကတော့မဲဆောက်တစ်ဖက်ကမ်း BGF တပ်ဖွဲ့တန်းထွက်ပြေးခိုလုံသွားမှုရှိပါတယ်တဲ့ဘတ်2300ကနေစပြီးဘတ်3သိန်းထိဈေးပေါက်တဲ့ဘတ်တစ်မျိုးပါ။ဘာခွင့်ရတွေရလဲဆိုရင်တော့အနည်းဆုံးရက်90မလောက်ရတာတွေအဲစီးမတန်ရတာတွေပတ်စပို့မလောက်ရဘူးဝက်ပါမစ်မလောက်ရဘူးဒုတိယဆင့်နိုင်ငံသားဗမာလွတ်လပ်စွာနေထိုင်ပြီးနေကျော်သွားလာခြင်းရင်တော့ထောက်ကန်စာတရွက်တောင်းပြီးတော့နေကျော်ခွင့်ရှိပါတယ်။ဒီနေ့ဩဂုတ်လ4ရက်နေ့ဖမ်းဆီးမှုဟာအဖွဲ့စုံအင်အား130လောက်နဲ့မဲဆောက်တခွင်ကရုံးတွေအိမ်တွေကိုဝင်စီးနှင်းရှာပွေကြတာမျိုးပါ။မဲဆောက်မြူနစ်စပယ်ဝန်ထမ်းဟောင်း2ဦးလက်ရှိဝန်ထမ်း3ဦးနဲ့နိုင်ငံသား12ဦးကိုရှာဖွေဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ရော့ကျိတ်ခံရမဲ့ဘေးကနေလွတ်ဖို့မိမိတို့ရွှေ့ပြောင်းလူသမားတွေလည်းတတိထားပြီးနေကြဖို့သင့်ပါတယ်။ဒီလိုနေနေမှုတွေကိုပြီးခဲ့တဲ့လဆူလတ်ဌာနီတုံးမှလောက်ခဲ့တုန်းကလည်း12ဦးဖမ်းကန်ထိရမှာမြန်မာ9ဦးပါခဲ့ပါသေးတယ်။ဆူလတ်မှာဝင်ဖမ်းစဉ်က10နှစ်ကတ်ကိုငွေကြေးပမာဏ9000ထိပေးပြီးအဆင့်ဆင့်ကင်ဆောင်ထားသူမြန်မာ240ဦးခန့်ရှိကြောင်းထိုင်းသတင်းတွေမှာဖော်ပြခဲ့ကြပါသေးတယ်။အခုမဲဆောက်မှာစီးနှင်းဖမ်းဆီးမှုကလည်းဆူလတ်မှာဖမ်းစဉ်ကရထားတဲ့အချက်လက်တွေကိုပဲအခြေခံပြီးလိုက်လာတာလို့သတင်းတွေကဆိုပါတယ်။ဒါပြင်မဲဆောက်မြို့စီပင်တရားရေးရုံးလူဦးရေမှတ်ပုံတင်ဌာနမှလက်ထပ်မှတ်ပုံတင်ရရှိသူကမြန်မာများနဲ့နိုင်ငံသားများကိုဥပဒေနဲ့မညီဘဲမှတ်ပုံတင်က200ခန့်ထုတ်ပေးခဲ့တာကိုသူတို့တိုင်ကြားစာရထားပြီးလို့လည်းဆိုကြပါတယ်။ဆိုရဝန်ထမ်း3ဦးတက်တီကန်အေရှင်2ဦးနဲ့အထက်ထားအတုအသုံးပြုသည့်မြန်မာနိုင်ငံသား12ဦးစုစုပေါင်း18ဦးတို့ဟာလက်တလောဖမ်းဆီးမှုမှာတော့အရေးယူခံခဲ့ရပြီးဖြစ်ပါတယ်ခင်ဗျာ။